မင်္ဂလာပါလုံကြီးချမ်းကြိုးဆိုပါရရှင်ဒီနေ့တော့ငါးကြီးသားတွေစားရတာညီးငွေ့နေလို့ရတာလည်းရှိဟာရလည်းဖြစ်တယ်ငဖြူလေးအုတ်ကက်လေးချက်စားကြည့်ကြအောင်နော်စီပူလာပြီဆိုရင်တော့အသင်ထောင်းမိသားချက်သွန်ဖြူနေခြင်းငရုတ်သီးတောင်းလေးကိုထည့်ပြီးစီတက်လိုက်ပါမယ်အနှဲငယ်ကျွတ်လာပြီဆိုရင်တော့ရေသေးချာတက်စင်အောင်ဆေးပြီးစားနှနွေးငံပြားရတာမှုန်နည်းနည်းထည့်နေထားတယ်ငဖြူလေးကိုထည့်လိုက်ပါမယ်အနှဲငယ်မှွေးပြီးငါးလေးတွေတင်းပြီးတော့အနက်လေးမှွေးလာပြီဆိုရင်တော့စုံစည်းရည်လေးထည့်မယ်ငရုတ်သီးစိမ်းလေးအုပ်ပြီးတော့ရေခမ်းပြီးစီပြန်ပြီးအထိမီးအေးလေးနဲ့ချက်ပေးထားပါမယ်ငါးလေးတွေကအရန်နူးညံ့တဲ့အတွက်ထပ်မမှွေတော့ပဲအိုးလေးကိုမကြာခဏလှုပ်ပြီးတော့ပဲချက်ပေးပါနော်နောက်ဆုံးနန်းနန်းပင်လေးအုပ်လိုက်မယ်ဆိုရင်တော့အရန်ကိုမှွေးကြိုင်စားကောင်းပြီးရတာရှိရဲ့ငဖြူလေးအိုကက်လေးရပါပြီရှင်ငယ်ချင်းတို့လည်းချက်စားကြည့်ကြပါနော်လုံကြီးချမ်းကိုလည်း like and follow လေးလုပ်ပြီးမမေ့ပါနဲ့အောင်နော်ဆုံးထိကြည့်ရှုပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်